မင်္ဂလာပါရှင်အခုမျှဝေပေးမယ်အကြောင်းအရာလေးကတော့မြန်မာဘာသာစကားမှာရှိတဲ့စကားတန်လေးအကြောင်းရဲ့တစ်စိတ်တစ်ပိုင်းလေးကိုပြန်လည်မျှဝေပေးပါမယ်နော်ကဘာမှာရှိတဲ့ဘာသာစကားတိုင်းမှာဆိုရင်ဘီးတန်နဲ့တရတန်ဟူ၍ပါဝင်ပါတယ်အဲ့လိုပါဝင်တာမှာလည်းဘီးတန်နဲ့တရတန်ရဲ့အရေးအတွက်မှာဘာသာစကားတစ်ခုနဲ့တစ်ခုကတော့မတူညီပါဘူးနော်မြန်မာဘာသာစကားမှာဆိုရင်ဘီးတန်33လုံးရှိတယ်အခြေခံတရတန်5ခုနဲ့တရသွဲတန်4ခုရှိတယ်လို့ရေဘူးရအားဖြင့်ပညာရှင်တွေကသတ်မှတ်ခဲ့ကြပါတယ်ဒီလိုအခါမှာဘီးတရဟူတဲ့အတုံးအနှုံးတွေမှာအခရာတင်ဂီတတွေနဲ့လုံးဝမဆိုင်ပါဘူးနော်စကဲတန်တက်တက်ကိုသာရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်တို့မြန်မာပြည်မှာဆိုရင်33မျိုးရှိတယ်အဲ့လို33မျိုးမှာအတန်ထွက်ပုံထွက်ချင်းလည်းမတူပါဘူးအတန်ဖြစ်ရာနေရာထန်ဆိုတာနဲ့အတန်ဖြစ်ဟန်အလိုက်ဖော်ပြတာလေးတွေရှိပါတယ်အဲ့လိုမျိုးအတန်ဖြစ်ဟန်နဲ့အတန်ဖြစ်ရာနေရာထန်ဆိုတာကဘယ်လိုပြောရလဲဆိုရင်အတန်ဖြစ်ဟန်ဆိုတာကဘယ်လိုပြောရမလဲအာယူပြီးတော့မတရားထွက်ရတဲ့အတန်နောက်တစ်ခါရှာလေးတွေနဲ့တင်ထွက်ရတဲ့အတန်နောက်တစ်ခါနှာတန်လေးထွက်ရတဲ့အတန်ပုတ်တိုက်တန်လိုမျိုးအဲ့လိုအတန်လေးတွေကကြတော့အတန်ဖြစ်ရာဟန်ပေါ့နောက်အတန်ဖြစ်ရာနေရာဆိုတာကကြတော့ထန်လို့လည်းခေါ်တယ်ထန်ဆိုတာကပစာဖဝထုဘာတချိုက်ဆိုတဲ့ပဖဘဆိုတဲ့နှက်ခမ်းတန်လေးနဲ့နောက်သွားရင်းတန်လေးနဲ့ပြောမှာတာဝင်းဘူးထစစ်တူဓာတွေးဆိုတာလေးရကြတော့သွားရင်းတန်လေးနဲ့တာထဓာနောက်ကာကြီးခါခွေဂငယ်ဆိုတဲ့ဘီးသုံးလုံးကကြတော့အာကောင်အပျော်လေးနဲ့ပေါ့ကာခါဂအဲ့လိုအတန်လေးတွေဖြစ်ပါတယ်နောက်အာကောင်ရောသွားရင်းရောပါရတဲ့စကားလုံးကြတော့ကြချကြကာကြီးရပေခါခွေရပေဂငယ်ရပေအဲ့လိုမျိုးအတန်ကြီးကြတော့တတန်နဲ့ပဲထွက်ရတယ်အာကောင်သွားရင်းနဲ့ထွက်ရတဲ့အတန်ကြချကြဖြစ်ပါတယ်နောက်သွားရင်းနဲ့ထွက်ရတယ်သွားရင်းနဲ့ပဲထွက်ရတယ်အဲ့ဒီငါကြအတန်ဖြစ်ဟန်ကဘာလဲဆိုရင်ရှာကိုသွေးမိကံမှာရှာလေးနဲ့ပဲလာလှဆိုတဲ့အတန်လေးပေါ့နောက်သွားနဲ့ပုတ်တိုက်တန်လို့သဘောမျိုးသွားလေးနဲ့တတာလေးသွားလေးနဲ့ပဲထွက်ရတယ်တသွားရင်းနဲ့ဆိုရင်စဇစအာကောင်နဲ့သွားရင်းရောပါမယ်ဆိုရင်ရှလဲစိတ်တန်လေးပဲဆိုရင်တော့ဟာအဲ့လိုမျိုးလေးတွေပါနောက်တရာတစ်ပိုင်းဘီးတစ်ပိုင်းဆိုရင်ဝဆိုရင်နှက်ခမ်းတန်လေးနဲ့အာကောင်မှာဆိုရင်ရအာကောင်မှာအာကောင်အမာရေရတို့ထွက်ရတယ်ရအာကောင်မှာအတန်လို့ပြောလို့ရတယ်နောက်နှာတန်လေးနဲ့ထွက်ရတယ်နှက်ခမ်းတန်လေးမှာမှမနောက်သွားရင်းနဲ့ဆိုရင်နှနအာကောင်နဲ့ဆိုရင်အာကောင်မာနဲ့ဆိုရင်ညညအာကောင်ပြောနဲ့ဆိုရင်ငါငှအဲ့ဒါလေးတွေကနှာတန်လေးတွေနဲ့ထွက်ရတဲ့အတန်လေးတွေဖြစ်ပါတယ်ဒါကြောင့်တို့မြန်မာဘီးတန်မှာလည်းအတန်ဖြစ်ရနေရထန်နဲ့အတန်ဖြစ်ရဟန်းဆိုပြီးတော့အတုံးနှုံးအတိုင်းသုံးရတာလေးတွေကိုဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်လည်း like and share လေးလုပ်ပေးပါဦးနော်မြန်မာစာကိုအခြေခံကနေစနစ်တကျသင်ကြားပေးခြင်းနဲ့ဆိုရင် online class အတန်းလေးကိုလာရောက်ဆက်သွယ်အနံ့လို့ရပါတယ်ရှင့်ကျေးဇူးအများကြီးတင်ပါတယ်